င်္ဂလာပါရှင်ကျုပ်ပင်ကောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ online သိပညာပေးလုပ်ငန်းများကိုစဉ်ဆက်မပြတ်ရိုက်ကူးတင်ဆက်လျက်ရှိပါတယ်ဒီကနေ့မှာတော့ဆောင်းရာသီတွင်ဖြစ်ပွားတတ်သောယောဂများနှင့်ဆောင်းရဲ့အချက်များကိုအသိပညာပေး talk show စီစဉ်ဖြင့်ရိုက်ကူးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီစီစဉ်မှာကျွန်မနဲ့အတူပါဝင်ဆွေးနွေးပေးမယ်ဆရာလည်းရောက်ရှိနေပြီဖြစ်ပါတယ်ဆရာမင်္ဂလာပါရှင်မင်္ဂလာပါဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ဆရာရဲ့အမည်နဲ့တာဝန်လေးကိုမိတ်ဆက်ပေးပါအောင်ရှင်ကျွန်တော်ရဲ့အမည်ကဦးသက်လုံဖြစ်ပါတယ်ကျွန်တော်ကတော့အခုလက်ရှိပေါ့ကျုပ်ပင်ကောက်မြို့နယ်တိုင်းစိတ်ကူဌာနမှာတာဝန်ထမ်းဆောင်နေတဲ့မြို့နယ်တိုင်းစိတ်ကူတူလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာကျမတို့နိုင်ငံရဲ့ရာသီဥတု၃မျိုးရှိတယ်ပေါ့နော်ຫນွေမိုးဆောင်းရာသီမှာတဘာဝပတ်ဝန်းကျင်ကနေပြီးတော့မှပေးထားတဲ့ပေါ့နော်အလိုလျောက်စမ်းအားတွေရှိပါတယ်ပူခြင်းအေးခြင်းတွေဆွတ်ဆိုခြင်းတွေပေါ့နော်အဲ့ဒီအခြေအနေတွေကိုလူတွေကနေပြီးတော့မှဖန်တီးထားတဲ့ပတ်ဝန်းကျင်အခြေအနေတွေကိုလည်းရာသီဥတုလို့ခေါ်တယ်လို့သိရပါတယ်ဆရာအဲ့တော့ရာသီဥတုနဲ့ကိုက်ညီအောင်ပေါ့နော်ဘယ်လိုနေထိုင်ရမလဲဝတ်စားစင်ရင်နေထိုင်သင့်တယ်ဆိုတာလည်းပဲကျန်းမာရေးရဲ့အကျိုးကျေးဇူးတစ်ခုရရှိစေနိုင်မှာဖြစ်ပါတယ်ပေါ့နော်ဒီရာသီဥတုနဲ့လာရောညီထွေစာနေထိုင်ခြင်းပေါ့နေထိုင်စားတောက်တတ်ရမယ်ဝတ်စားစင်ရင်တတ်ရမယ်ပေါ့နော်ဒီလိုမျိုးတွေအားဆိုလို့ရှိရင်ကျန်းမာရေးအကျိုးကျေးဇူးတစ်ခုဆိုတာလည်းသိရပါတယ်ဒါကြောင့်ဆောင်းရာသီမှာဖြစ်ပွားတတ်တယ်ပေါ့နော်ဒီယောဂလက္ခဏာတွေနဲ့ဆောင်းရံအချက်လေးတွေကိုဆရာရဲ့တိုင်းစေးအမြင်လေးနဲ့ဆွေးနွေးပေးပါအောင်ဆရာဟုတ်ကဲ့ပါဗျပထမဆုံးကျွန်တော်ပြောချင်တာကတော့ဒါကျွန်တော်မြန်မာပြည်မှာဆိုရင်ပေါ့နော်မြန်မာနိုင်ငံမှာဆိုရင်ဒါဥတုအနေနဲ့ဆို3ပါးရှိတယ်ပေါ့နော်ဟုတ်ကဲ့အဲ့3ပါးထဲမှာအခုကျွန်တော်တို့ကဆောင်းအတီပေါ့နော်ကာလကိုကျွန်တော်တို့ကဖြတ်သန်းတဲ့အတွက်ကြောင့်မို့ဆောင်းအတီမှာဆိုရင်ဖြစ်တတ်သောပေါ့ယောဂငယ်လေးတွေရဲ့အကြောင်းလေးကိုကျွန်တော်ကပြောပြချင်တာပါနော်ဆောင်းအတီမှာဖြစ်တတ်တဲ့ယောဂငယ်လေးတွေအနေနဲ့ဆိုရင်သူကဝမ်းချုပ်ခြင်းတွေဖြစ်တယ်နောက်ချမ်းဖျားတုံဖျားပေါ့များချမ်းဖျားတုံဖျားတွေဖြစ်တတ်တယ်နောက်နာဆေးချောင်းဆိုးတွေပေါ့နော်အဖြစ်များကြတယ်ပေါ့နော်အဲ့3ခုတည်းကနေပြီးတော့ပထမဆုံးဝမ်းချုပ်ခြင်းကိုကျွန်တော်အရင်ဆုံးပြောချင်ပါတယ်ဟုတ်ကဲ့ပါဗျာတကယ်လို့အဲ့တော့ဆောင်းအဒီမှာဆိုဝမ်းချုပ်လူတိုင်းဒီဘက်လောက်ကဝမ်းချုပ်ကြတယ်လေဟုတ်ကဲ့ဒီလိုဝမ်းနေပေါ့မချုပ်အောင်ဆိုရင်ကျွန်တော်တို့ကဘာတွေလုပ်ရမလဲဆိုရင်သူကမနေ့အိပ်ရထားပြီးဆိုတာနဲ့ရေကိုအဝါတောက်အောင်မယ်ဟုတ်ကဲ့ပါနောက်အိတ်ထိုင်လေးကိုပေါ့နော်နဲအောင်နေရမယ်ပေါ့နော်အိတ်တာကြီးဆိုလဲအချိန်အများကြီးအကြာကြီးအိတ်တာမျိုးတွေမလုပ်ဖို့နောက်စီဝမ်းလေးပေါ့နော်အဲ့အဟုန်တွေကိုလေတားဆီးပိတ်ပင်တာမျိုးတွေမလုပ်ဖို့နောက်ဝမ်းချုပ်အားအားလေးတွေကိုပေါ့နော်ရှောင်းတဲ့ဥစ္စာပေါ့လိုက်နာတင်တယ်ပေါ့နော်ဟုတ်ကဲ့ပါနောက်ဝမ်းချုပ်တဲ့အစားအစာတွေနောက်အစီဆေးရှိတဲ့အစားအသောက်တွေကိုလည်းရှောင်ကျဉ်ပေးဖို့လည်းလိုပါတယ်နောက်တကယ်လို့ဝမ်းသားချုပ်လာပြီးဆိုရင်ကျွန်တော်တို့ကမကြီးဖြော်ကြီးပေါ့ဒါအိမ်မာကြီးလေးဥစ္စာပေါ့အိမ်တိုင်းဒီပါလောက်တုံးတယ်ပေါ့နော်မကြီးဖြော်ကြီးလေးကိုညအိပ်ရဝန်တိုင်းလေးတစ်ခွက်လောက်တောက်ပြီးလို့ရှိရင်လေဒီဝမ်းချုပ်ခြင်းကိုတက်တာစီပါတယ်ဒါကတော့ဝမ်းချုပ်ခြင်းရဲ့အကြောင်းပေါ့နော်ဥစ္စာပေါ့လိုက်နာမဲ့ဥစ္စာပေါ့စောင်းတဲ့နာလေးကိုကျွန်တော်ပြောပြပါပြီเนาะဟုတ်ကဲ့ပါဆရာအခုစောင်းရဒီမှာဆိုလို့ရှိရင်ပေါ့နော်ရာသီဥတုကလည်းအေးတယ်အဲ့လိုမျိုးတဲ့ခါကျတော့ဖျားတဲ့နာတဲ့ဓာမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့လည်းဆရာဆက်လက်ပြီးတော့ဆွေးနွေးပေးပါအောင်ရှင်ဟုတ်ကဲ့ပါဗျဆိုဒီစောင်းဒီမှာတော့ဘာလို့ဆိုရာသီဥတုအနေနဲ့လည်းဥစ္စာပေါ့အေးတဲ့ရာသီဥတုဖြစ်တဲ့အတွက်ကြောင့်သူကချမ်းဖျားတုံဖျားတွေပေါ့နော်ဥစ္စာဖြစ်တတ်ပါတယ်အဲ့လိုမျိုးပေါ့တကယ်လို့ချမ်းဖျားတုံဖျားတွေပေါ့ဖြစ်ရတာကသူကဒီရာသီဥတုအနေနဲ့အပြင်မှာလည်းအေးပတ်ဖို့မှုတွေရှိတဲ့အတွက်ကြောင့်မို့ခန္ဓာကိုယ်အာဃာတမရရှိဘူးအပူတွေခန္ဓာကိုယ်ထဲမှာငုပ်ရှိုးပြီးဖြစ်တဲ့အတွက်ကြောင့်မို့သူကအာဃာတဆိုတာကျွန်တော်တို့ချွေးတွေပါထွက်ဖို့လိုအပ်ပါတယ်ပေါ့နော်အဲ့လိုတွေချွေးတွေပါထွက်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နီလန်လေးရတော့ကျွန်တော်တို့ကမနေ့ဆိုရင်အခုဒီပေါ့မြန်မာတိုင်းစီအနေနဲ့ပေါ့ဒီစိတ်ဘဝင်ပစ္စည်းတွေနဲ့တုံးမယ်ဆိုရင်မျက်မုံရင်းဦးနောက်ကွမ်းရွက်နောက်ကြက်ခိုးပေါ့နော်နောက်နနွန်းပေါ့နော်အိမ်မှာတုံးတဲ့နနွန်းအဲ့၄မျိုးပေါက်ဆက်ပြီးဖော်ဆက်ထားတဲ့ဥစ္စာပေါ့ဆေးလေးတွေကိုပေါ့နော်တနေ့ကိုပေါ့3လုံးဒါမှမဟုတ်5လုံးကိုကျွန်တော်တို့ကထညက်ပြုတ်ရည်နဲ့တောက်မယ်ဆိုရင်လည်းတောက်လို့ရပါတယ်နောက်တိုင်းစီကန်း3အစေးအနေနဲ့ဆိုရင်ကျွန်တော်တို့သွေးစေးနေပေါ့နော်စေးနှစ်ဘက်ဆက်ခွန်ကိုလည်းတပဲသားပေါ့နော်လည်းတောက်သုံးမယ်ဆိုရင်လည်းရပါတယ်ခင်ဗျနေစေးအနေနဲ့ဆိုရင်လည်းအဓိကတော့စေးတိုက်တယ်ဆိုတော့မနေ့နေ့လေးပေါ့နော်ညနေပေါ့နော်အဲ့လိုမျိုးပေါ့အချိန်3ပါးညီအောင်တိုက်ရတာကိုအဲ့ဆိုနေကင်းတိုက်မယ်ဆိုရင်လည်းအဲ့လိုမျိုးပေါ့စေးနှစ်ဘက်25ပေါ့ကျွန်တော်တို့မဒဲမြင်းမို့ကုန်းတပဲသားကိုလည်းဒီအပေါ်ကအထက်ပါနီးတိုင်းပေါ့နော်တိုက်ကျွေးမယ်ဆိုရင်လည်းတိုက်ကျွေးလို့ရပါတယ်နောက်ညနေစေးအနေနဲ့ဆိုရင်လည်းတကယ်လို့ဒီလူနာအနေနဲ့ပေါ့နော်ဥစ္စာဝင်းချုပ်တာတွေအဲ့လိုမျိုးဖြစ်ခဲ့လို့ရှိရင်လည်းခုနကကျွန်တော်ပြောတဲ့စီးတူလာစီးတို့နောက်စီးရှင်ဝမ်းတို့စီးနံပါတ်30ပေါ့နော်အဲ့ဒီနဲ့လည်းတိုက်ကျွေးလို့ရပါတယ်ခင်ဗျဟုတ်ကဲ့ပါဆရာနော်ဒီနောက်ပေါ့နော်ကျွန်တော်တို့လူတိုင်းဖြစ်တတ်တယ်ပေါ့နော်အစားအသောက်တွေမှာဆိုလို့ရှိရင်ဒီနှာခေါင်းပိတ်တဲ့အားတို့နှာစီးတာတို့ပေါ့နော်ဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဆောင်ရန်နည်းတွေရှိနိုင်မလဲဆရာဆောင်းဒီမှာတော့ဒီနှာစေးချောင်းဆိုးဆိုတာလည်းဒါဖြစ်နေကြတာပဲเนาะလူတိုင်းဒီပါတော့ဖြစ်ကြပါတယ်ဟုတ်ကဲ့ပါအဲ့ဆို
အဲ့လိုမျိုးတွေဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကဒီပေါ့မြန်မာတိုင်းစီအနေနဲ့ပြောမယ်ဆိုရင်နနွမ်းမုံပေါ့နော်အိမ်မှာသုံးနေတဲ့နနွမ်းမုံစစ်ကလေးကိုရေစုအောင်ပေါ့ရေနဲ့ကျူဥစ္စာပေါ့စုအောင်ကျိုးပြီးတော့ရေနွေးမိုင်းအနေနဲ့ရှူမယ်ဆိုလည်းရှူလို့ရတယ်နောက်အဲ့ဒီပေါ့နှာခေါင်းရဲ့ဘေးလေးကိုမှဆိုရင်လည်းကျွန်တော်တို့အဲ့ကြက်ထုတ်ကလေးပေါ့နော်ထိုးမယ်ဆိုလည်းထိုးလို့ရပါတယ်နောက်မကြီးနောက်ထပ်တစ်ခုရှိသေးတယ်မကြီးမဲ့ရှစ်ပဲသားပေါ့နော်စားလေးပဲသားပေါ့နော်ရေကဟင်းစားစွန်းနှစ်စွန်းဖြင့်ဖြော်ပြီးတော့မကြပေါ့ကျွန်တော်တို့ကရေရှုမယ်ဆိုရင်လည်းဒီပေါ့နှာစေးချောင်းဆိုးယောဂါကိုလည်းကာကွယ်ပေးပါတယ်နောက်ချောင်းကြောက်ပေါ့ဒီနှာစေးချောင်းဆိုးတဲ့အခါမှာသူကချောင်းကြောက်ဆိုးရည်လည်းရှိတယ်ပေါ့နော်ချောင်းကြောက်ဆိုးနေမယ်ဆိုရင်ကျွန်တော်တို့ဒီပရာဇီးတဲ့နေပြီးသုံးမယ်ဆိုရင်ဇဝတ်သားတစ်ကြက်သားကွမ်းရုပ်ကတစ်ကြက်သားကိုတဲ့၃ခွက်တစ်ခွက်ကြိုပြီးတော့တောက်မယ်ဆိုရင်လည်းဥစ္စာပေါ့ကာကွယ်ပေးပါတယ်ဟုတ်နောက်တိုင်းစည်းကမ်း3စေးအနေနဲ့ဆိုရင်စေးနံပါတ်1တေမဗုဒ္ဓိကစေးနံပါတ်2လေမျိုး80စေးကိုနှစ်ခုလုံးကိုပေါင်းဆက်ပြီးတော့မကြရက်ပြီးမယ်ဆိုရင်လည်းဒီနှာစေးချောင်းဆိုးယောဂါကိုလည်းတက်တာစေပါတယ်နောက်စေးနံပါတ်24ကိုရေနွေးထမ်းလျက်ပြုတ်ရည်နဲ့တောက်ပေးမယ်ဆိုရင်လည်းဒီနှာစေးချောင်းဆိုးတာတွေကိုလည်းဒါကာကွယ်ပေးပါတယ်ခင်ဗျဟုတ်ကဲ့ပါဆရာအဲ့တော့အခုဒီမှာပေါ့နော်ဆောင်းရဒီမှာဖြစ်ပွားတဲ့ယောဂါတွေကတော့ယောဂါကြီးရဲ့မျိုးလည်းမဟုတ်ပေါ့နော်လူတိုင်းဒီပါဒါကြုံတွေ့နေရတဲ့လက္ခဏာမျိုးလေးတွေပေါ့နော်အဲ့ဒီနေအတွက်ပေါ့ဒီလိုလက္ခဏာမျိုးတွေကနေပြီးတော့မှကင်းရှင်းအောင်ကျန်းမာတန်ဆွမ်းတဲ့လူတွေဖြစ်အောင်ဆရာအနေနဲ့ပေါ့နော်အကြံပြုဖြစ်ဆိုပြောကြားလိုတဲ့အချက်လေးရှိလို့ရှိရင်လည်းပြောကြားပေးပါအောင်နော်ဟုတ်ကဲ့ပါကျွန်တော်အနေနဲ့ပြောချင်တာကတော့လေဒီပေါ့ယာတီဥတုပေါ့ဥတုနဲ့ဥတုယာတီနဲ့ပေါ့လိုက်လျောညီထအောင်လေးနေတတ်ဖို့ပဲလိုပါတယ်အဓိကလေအခုကကျွန်တော်တို့အေးတဲ့ယာတီဥတုဖြစ်တဲ့အတွက်ကြောင့်မလို့အခုကျွန်တော်ပြောထားတဲ့အတိုင်းပဲလေဒီစောင်းရဒီမှာဖြစ်တတ်တဲ့ဒီယောဂငယ်လေးတွေမဖြစ်အောင်ခုနကကျွန်တော်ပြောတဲ့ရှောင်းမဲ့ဟာလေးတွေစောင်းမဲ့အချက်ကလေးတွေလည်းကျွန်တော်အနေနဲ့ပြောပြပါပြီပြောပြရတဲ့အတွက်ကြောင့်မို့ဩစာပေါ့ဒါတကယ်လို့ဒါမျိုးတွေမဖြစ်ဖို့ဆိုရင်တော့ဒီနီလန်းလေးကိုလိုက်နာပြီးဖို့ကျွန်တော်အနေနဲ့ဒီကုန်းကြောင့်အနေနဲ့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာအခုလို့ကျမတို့ပြန်ကြားရေးနေပြီးစစ်စံဦးစီးဌာန online အသိပညာပေး top show စီစဉ်မှာကျမရေးနဲ့ပတ်သက်ပြီးတော့မှဆောင်းရဒီမှာဖြစ်ပွားတတ်တဲ့ယောဂါတွေနဲ့ပတ်သက်ပြီးတော့မှဆောင်းရန်အချက်များသိရှိလိုက်နာရမယ့်အချက်တွေကိုပြည့်စုံရှင်းလင်းပြောကြားပေးတဲ့ဆရာကိုကျမတို့ပြန်ကြားရေးနေပြီးစစ်စံဦးစီးဌာနကအထူးပဲကျေးဇူးတင်ရှိပါတယ်လို့ပြောကြားလိုပါတယ်ဆရာဟုတ်ကဲ့ကျွန်တော်ကလည်းဒီပေါ့ကျွန်တော်တို့ဌာနရဲ့ကိုစားအနေနဲ့ပေါ့နော်ပြန်ကြားရေးကနေပြီးတော့ top show လေးပေါ့စီစဉ်ပေးရတဲ့အတွက်ကြောင့်မို့လဲဒါဒီဒေတာခံပြည်သူတွေအတွက်ပေါ့ဟိုတစ်ဖက်တစ်လမ်းနေပြီးတော့ကျွန်တော်တို့အထောက်ပံ့ဖြစ်အောင်ကုညီပံ့ပိုးပေးရတဲ့အတွက်ကြောင့်လည်းအရင်ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါရှင်